Yes hello မင်္ဂလာပါအခုကျွန်မ Jordan River ကိုရောက်နေပါတယ်ဒီ Jordan မြစ်ကိုရောက်နေဟိုဘက်မှာက Jordan နော်ဒီဘက်မှာက Israel အခုဟိုမှာတကယ်ဒီကဘာသာကြီးယူဒလူမျိုးတွေကဟိုမှာသူတို့ history တွေပြောပြနေတယ်ဒါလေးက Jordan မြစ်ရေပါလို့နော်ဒီ Jordan ကသူ့ရဲ့ကျမ်းစာထဲမှာတမန်ဟောင်းမှာဆိုရင်ဒီ Jordan ရေကလေဘာတွေ့ရလဲဆိုရင်ဣသရေလလူမျိုးတွေနော်နေမန်နူနာဆွဲတဲ့အခါမှာလေဒီမြစ်ရေထဲမှာခုနှစ်ကြိမ်စိန်တယ်အဲ့ဒီချိန်မှာအနာကျင်းသွားတယ်နော်ဒီရေကအရင်ကတည်းကနေတက်ဒီလိုညစ်ပတ်နေတဲ့ရေပြီးတော့ဣသရေလလူမျိုးတွေဒီ Jordan River ကို cross ပြီးမှ Israel ကိုဝင်ရမှာဖြစ်တယ်ဒီရေကခံနေတယ်အဲ့ဒီချိန်မှာဘုရားသခင်ပဋိညာဉ်တက်တာကိုထမ်းပြီးနော်ရေကိုနင်းလိုက်တဲ့အခါမှာဒီ Jordan မြစ်ရေခန်းချောက်သွားတယ်ပြီးတော့အေလိယနော်ဒီ Jordan မြစ်ကိုသူကူးလျှောက်သွားတယ်လျှောက်တဲ့အခါမှာအေလိရှေက double portion တောင်းတယ်ဒီနေရာမှာနော်ဆိုတော့သူအေလိယကဒီ Jordan နာငင်းချင်းကိုအေလိရှေလက်ထက်မှာပြုတ်တဲ့အခါမှာဒီ Jordan မြစ်ကအရန်ညစ်ပတ်တယ်ငါ့ကိုဘာဖြစ်လို့ဒီမှာစိန်ရမှာလဲတဲ့ဒီလောက်ညစ်ပတ်တဲ့ရေတခြားမြစ်မရှိတော့သူစိတ်ဆိုးတယ်ဒါပေမဲ့ဖခင်ကသူ့ဒီမှာစိန်ခိုင်းတာနော်သူအနာငင်းတယ်ဒီလောက်ညစ်ပတ်တဲ့ရေမှာယေရှုခရစ်တော်ဘုရားကโอเคရပြီဆိုတော့ဒီရေကလေဆိုတော့ဒီလောက်ညစ်ပတ်ပြီးမှလေဒီမှာကြည့်နော်ချွန့်ရေဖြစ်တယ်ဒီချွန့်ရေထဲမှာကျမတို့အပြစ်တွေအားလုံးအတွက်သူကဒီထဲမှာနှစ်ချင်းခံတယ်ရေညစ်ပတ်တာဖြစ်တယ်အရင်ကတည်းကယော်ဒန်မြစ်ကဒီလိုမတန့်ပါဘူးเนาะအရင်ကတည်းကဒီလိုပဲကျန်းစာပါပြောလဲဆိုရင်ဒီဘုချုပ်နေမန်လက်ထက်မှာယော်ဒန်မြစ်ရဲ့ညစ်ပတ်ခြင်းကိုသူစိတ်ဆိုးတဲ့အရာကိုသက်သေပြခြင်းတယ်ဆိုတော့ဒီလိုညစ်ပတ်တဲ့ရေကိုသခင်ယေရှုကကျမတို့အတွက်နော်ဒီမှာနှစ်ချင်းခံပြီးမှအသေးချင်းကိုရှင်ပြန်ထမြောက်မဲ့အရာကိုဒီမှာသူသက်သေထူသွားတာဖြစ်တယ်နော်လူတွေကအပြစ်သားတွေဖြစ်တယ်ကျမတို့သေရမှာဖြစ်တယ်တနေ့ကျရင်ပြန်ရှင်ပြန်ထမြောက်တဲ့အခါမှာလူတစ်ဖြစ်တယ်တဲ့ဆိုတော့ဒီလိုမျိုးရေမှာကျမအနေနဲ့အမှန်တိုင်းပြောမယ်ဆိုကျမတော်မှဒီရေထဲမှာရေမချိုးနိုင်ပါဘူးဒါနှလုံးသားတွေကမန်နောစကားပါနော်ဒီလိုညစ်ပတ်တဲ့ရေမှာယေရှုခရစ်တော်ဖျားနှစ်ချင်းခံသွားတယ်ဆိုတဲ့အရာဒီဟာ exactly ဟိုဘက်မှာ Jordan နော်ဒီဘက်မှာ Israel တွေပြီးတော့ Israel တွေကဒီဘက်ကိုဝင်တဲ့အခါမှာဒီ Jordan ကိုဖျက်ရတယ်နော်ဒီ Jordan မြစ်ကိုဖျက်ရတယ်Jordan မြစ်ကပုံကြွတယ်တဲ့ပဋိညာဉ်တက်တာနဲ့ထမ်းပြီးဖြစ်တယ် Jordan မြစ်ခန်းချောက်တယ် history ထဲမှာ Jordan မြစ်ခန်းချောက်တယ် history ထဲမှာဒီတမန်ကျမ်းစာထဲမှာဘာတွေ့ရလဲဆို Jordan မြစ်ကိုနှစ်ချမ်းကွဲတယ် prophet 2 ယောက်ရှိတယ် hallelujah ဆိုတော့ဒီ Jordan မြစ်ကယုံကြည်သူတွေအတွက်အင်မတန်မှတန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်တယ်ဆိုတော့ဒီနေ့ကသူတို့ဂျူးလူမျိုးတွေဟိုမှာဘာသာကြီးတွေဒီမှာလာပြီးမှသူတို့တွေဒီဟာလေးကိုသူတို့တမိုင်းအကြောင်းကိုပြောပြနေတဲ့အချိန်ဖြစ်တယ်လို့နော်ကဲအားလုံးဖျားခင်အထူးကောင်းကြီးပဲဟိုဘက်မှာ Jordan နော်ဒီဟိုဘက်မှာဒီဘက်အပိုင်းက Israel ဖြစ်တယ်နော် Israel ဆိုတော့ Christmas ချိန်ခါမှာဖျားခင်ရဲ့ကြီးစုတော်အားဖြင့်အသက်တော်ဖွင့်ပြခြင်းတွေအများကြီးရတယ်ဒီနေ့ဒီကိုလာခြင်းအားဖြင့်ကျမတို့ခဏတော့ရေဦးဒီလိုတော့နမ်းလိုက်ပါတယ်လူတွေနှစ်ချင်းခံကြတယ်ဒီနေရာနော်ဟိုဘက်က Jordan မြစ်အရန်တန့်ရှင်းတဲ့အရာက Jordan မြစ်ရေကိုပဲပြန်လှုပ်ထားတာ tourism အတွက်တကယ် Jordan မြစ်ရေအစ်စ်ယေရှုခရစ်တော်နှစ်ချင်းခံခဲ့တဲ့နေရာဒီနေရာဖြစ်တယ်နော်အဲ့ဒါလေးကိုပြောချင်ပါတယ်လို့နော်ကဲအားလုံးဖျားခင်အထူးကောင်းကြည့်ပေးပါစေနော်ကဲအားလုံး Merry Christmas ပါလို့နော်တန်ဖိုးမဖြတ်နိုင်တဲ့နေရာပါနော် okay